မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel ကကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာမြတ်တန်းတင်ရဲ့မိမတို့အကြောင်းဆိုတဲ့စာအုပ်ထဲကမိမတို့အင်္ဂရိဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှဖြစ်ပါတယ်မိမအင်္ဂရိယောက်ျားလေးတွေဟာသူမကိုပြုတ်ပြက်တောက်ပါစေတယ်အယောင်တောက်စေတယ်လို့မိန်းကလေးကထင်ပါတယ်တပြိုင်တည်းမှာပဲသူ့ကိုစိုးရွံ့ထိတ်လန့်စေတယ်ယောက်ျားလေးတွေကဂယုစိုက်တဲ့အတွက်သူသဘောကျတယ်ခုံယူတယ်ဒါပေမဲ့တပြိုင်နက်တည်းမှာပဲသူတို့ကိုကြောက်နေတယ်ဒီခံစားချက်နှစ်ခုဟာတစ်ခုနဲ့တစ်ခုပရိပခဖြစ်နေတဲ့ခံစားချက်တွေဖြစ်တယ်ဒီစန့်ကျင်ဘက်ဖြစ်နေတဲ့ခံစားချက်နှစ်ခုနဲ့မိန်းကလေးဟာယောက်ျားလေးကိုတုံ့ပြန်တယ်ယောက်ျားလေးရဲ့ခန္ဓာကိုယ်တွေကသူ့ကိုခြောက်လှန့်နေတဲ့ဖိုးတက်ကိုသူခက်ဝေးဝေးခက်ကင်းကင်းနေတယ်သူတိတ်တိတ်ပုံသဘောကျနေတဲ့ယောက်ျားလေးရဲ့အရှိန်ဝါကိုတော့သူစီးကြိုလက်ခံတယ်ဒီနှစ်ခုကိုတကန့်စီသူခွဲထားလိမ့်ရှိတယ်ယောက်ျားလေးတငယ်ချင်းအပေါင်းဖော်ရီနဲ့ဆက်ဆံရမှာမိန်းကလေးဟာရှက်တက်တယ်ပြတ်တောင်းတယ်ဒါကယောက်ျားလေးရဲ့ကိုယ်ခန္ဓာတွေကဖိုးတက်ကိုကြောက်လို့ဒီလိုဆက်ဆံတာဒါပေမဲ့တပြိုင်တည်းမှာပဲအဲ့ဒီဖိုးသဝါဆိုတဲ့မင်းသားလေးကိုသူ့အိယာဘေးမှာချိတ်ထားတယ်ရုပ်ရှင်ပိုစတာတွေကဇက်လိုက်မင်းသားလို့ထင်တယ်သူ့ရဲကောင်းလို့ယူဆတယ်ဒါပေမဲ့အဲ့ဒီရွှေမင်းသားလေးဟာသူ့နဲ့အလှမ်းကွာနေတယ်လို့ထင်တယ်သူနဲ့သစိမ်းတရံဆန်ဖြစ်နေတယ်လို့ထင်တယ်ဒီလိုအချစ်စိတ်ကူးရင်နာမျိုးကဘာမျှတော့ပြဿနာမရှိလာပါဘူးဒါပေမဲ့တခါတလေမှဖြစ်တတ်တာမိန်းကလေးဟာဒီလိုကိုနဲ့ရွယ်သူရွှေမင်းသားလေးကိုစိတ်ကူးရင်နာမျိုးမဟုတ်ပဲရုပ်လည်းမချောပညာကုန်းအစဉ်အတန်းကုန်းကွာခြားတယ်ကိုယ့်ထက်အသက်ကြီးရဲ့လူတစ်ယောက်ကိုစိတ်ကူးရင်ပြီးချစ်နေတတ်တယ်တကယ်တော့ကိုယ့်ထက်အသက်ကြီးရဲ့ယောက်ျားလေးတွေဟာအပြိုပေါ်ဝင်စားမိန်းကလေးရဲ့ကမ္ဘာလောကမဟုတ်ဘူးလေသူ့ကမ္ဘာလောကရဲ့အပြင်ဘက်ကလူတွေမဟုတ်လားဒီတော့မိန်းကလေးဟာအဲ့လိုလူတွေကိုတိတ်ကြည်ညိုပြီးအဝေးကနေတိတ်တိတ်ပုံချစ်နေတတ်တယ်သူ့ကိုထင်ကြီးလေးစားကိုးကွယ်နေတတ်တယ်အဲ့ဒီအချက်မှာတဏှာပေမသဘောမပါတဲ့အတွက်တိတ်တော့ရှက်စရာမရှိပါဘူးလေသူရွေးချယ်ကြည်ညိုလေးစားပြီးချစ်နေတဲ့သူဟာရိုးသားတတ်တဲ့သူနှိမ်ချတတ်တဲ့သူဆိုရင်မိန်းကလေးဖို့အနေရတောင်ကင်းသေးရဲ့ဒီလိုမဖြစ်နိုင်တဲ့သူကိုနဲ့လမ်းကွာတဲ့သူကိုရွေးချယ်ပြီးစိတ်ကူးရင်တဲ့အတွက်မိန်းကလေးဟာအချစ်ကို ဒရက်မဲ့တဲ့အရာဝေးလံတဲ့အရာစိတ်ကူးရင်တဲ့အတွေ့အကြုံတည်းရဲ့အဖြစ်သဘောထားနိုင်ပြီးသူ့ဖို့လည်းအနေရကင်းပြီးလုံခြုံစိတ်ချရတယ်ဒီလိုစိတ်ကူးရင်မှုကြောင့်သူ့မှာကြိတ်ဆွေးရတာတိတ်တခိုးမျောလင်းရတာစိတ်နာရတာစိတ်ကောက်ရတာကလေးတွေတော့ရှိတယ်ဒါပေမဲ့ဒါကသူတကယ်ဖြစ်တာမဟုတ်ပဲကိုယ့်ဘာသာကြိတ်ဖြစ်နေတာမျိုးအံ့ဩစရာကောင်းတာကတော့သူ့ဇက်လိုက်ဟာသူနဲ့အနေဝေးလေးလေးမိန်းကလေးဖို့ပို့ပြီးစိတ်ကူးရင်စရာဆွဲမှတ်စရာကောင်းလေးလေးဖြစ်နေတတ်တဲ့အချက်ပဲကိုနေ့တိုင်းစနေရတင်ပေးနေတဲ့စနေရဆရာကိုအမှတ်ပြုပြီးစိတ်ကူးနဲ့မြင်ထားတဲ့သူ့ဇက်လိုက်သူ့ရဲကောင်းကတော့ဒီထက်အများကြီးချောမောခံညားနေတတ်တယ်ဒီထက်ပိုပြီးယောက်ျားပိတနေတတ်တယ်ဘလို့ပဲဖြစ်ဖြစ်အရေးကြီးတာကတော့သူ့ရဲ့စိတ်ကူးရင်မှုထဲမှာလိန်သဘောသွေးသားတောင်းတမှုသဘောတွေကင်းဝေးနေတတ်တယ်ဒီနည်းအားဖြင့်လိန်စိတ်ကင်းနဲ့နာဆက်ဆက်သဘောဟာအချိန်တော်တော်ကြာတည်ရှိနေတတ်တယ်အပြိုပေါ်ဝင်စားမိန်းကလေးဟာဒီနည်းအားဖြင့်တကယ်အတွေ့အကြုံကိုရှောင်ရှားနေခြင်းဖြစ်တယ်တကယ်ဘဝကိုရင်မဆိုင်ပဲစိတ်ကူးထဲမှာချစ်သူရှာပြီးတကယ်ဘဝကထွက်ပြေးနေတယ်ဒီနည်းအားဖြင့်စိတ်ကူးရင်ပြီးတခါတလေမှာစိတ်ကူးနဲ့လက်တွေ့ဘဝကိုတောင်ခွဲခြားမသိတော့ပဲရောထွေးသွားတတ်တာတွေလည်းရှိတယ်ကိုယ့်ထက်အသက်ကြီးပြီးကိုတခါမှစကားမပြောဘူးတဲ့ယောက်ျားတစ်ယောက်ကိုဒီလိုစိတ်ကူးရင်အိမ်မက်ပြီးသဘောကျနေတဲ့မိန်းကလေးတစ်ယောက်အကြောင်းကို Henry Dietrich ကရေးပူးပါတယ်အဲ့ဒီမိန်းကလေးဟာသူနဲ့အဲ့ဒီအမျိုးသားတွေ့ကြပုံစကားပြောကြပုံတယောက်နဲ့တယောက်ပြန်ခေါ်ကြပုံကိုနေ့စဉ်မှတ်တမ်းရေးထားတယ်အဲ့ဒီယောက်ျားလေးရဲ့ပြန်စာတွေကိုလည်းကိုယ်တိုင်ပြန်ရေးတယ်သူဟာဒါတွေကိုဘာဖြစ်လို့လုပ်နေတယ်လဲတကယ်အတွေ့အကြုံကိုကြောက်လို့အဲ့ဒီအတွေ့အကြုံကိုရှောင်ရှားခြင်းနဲ့ဒီလိုလှုပ်ခြင်းဖြစ်တယ်သူ့ဖြစ်ကတော့နည်းနည်းလွန်တာပေါ့လေဒါကြောင့်သူ့ဖြစ်မျိုးကိုယောဂတစ်မျိုးလိုတောင်ဆိုရမယ်ထင်တယ်ဒါပေမဲ့ဒီအဖြစ်မျိုးကတော့ဖြစ်ရိုးဖြစ်စဉ်မှာအနည်းနဲ့အများပဲကွာခြားပါရဲ့ Henry Dietrich ရေးပြတယ်မိန်းကလေးမျိုးကတော့လွန်တနော်လို့ပြောရမယ်အစားထဲမှာပါတာပေါ့နာဆက်စစ်ဝါဒလို့ခေါ်တဲ့
ကိုနှစ်သက်ဆွဲလန်းမှုကြောင့်အပြိုပေါ်ဝင်စားမှာဒီလိုစိတ်ကူးရင်အိမ်မက်တွေထဲမှာနေကြတယ်မိန်းကလေးတွေရှိသလိုပို့ပြီးလက်တွေ့ကြတဲ့မိန်းကလေးတွေလည်းရှိရဲ့သူတို့ဟာမိဘပေါင်းပါရဲ့အုတ်ထိန်မှုစောင့်ရှောက်မှုကရုံးထွက်လာခဲ့ကြပြီးသူတို့ဘာသာလွတ်လပ်မှုရှာကြတယ်သူတို့သဘောအနေနဲ့သူတို့လမ်းပြသူကိုရှာကြတယ်ဆရာကိုရှာကြတယ်ဒါပေမဲ့သူတို့ဟာအဲ့ဒီလွတ်လပ်မှုကိုမှားယွင်းစွာအသုံးပြုတာပဲများပါရဲ့စိတ်လိုကိုလိုက်မိပြီးဒီလွတ်လပ်ခွင့်ကိုလက်လွတ်စပယ်သုံးမိတတ်ကြတယ်ဒါကြောင့်မို့ထင်ပါရဲ့အများကြိုက်ဝတ္ထုတွေရုပ်ရှင်တွေကဇလန်းကိုကြည့်လိုက်ရင်ကောင်မလေးကရီးစားခက်များများခက်ဟော့ဟော့ဘသူစကားကိုမှနားမထောင်ဘူးသူလှုပ်ချင်ရလှုပ်တယ်နောက်တော့ညံမျောမြင်ရှိရဲ့လူတစ်ယောက်နဲ့တွေ့ပြီးသူ့ကိုစုံမကြဒါကတော့ကလီရှေးလို့ခေါ်တဲ့တမာရိုးကြဖော်ဆန်နီးကားနဲ့ရေးတဲ့ဝတ္ထုတွေမှာတွေ့ရတတ်တာပဲဥပမာအားဖြင့်မဒန်ဒီဆေးကားရဲ့ဝတ္ထုတစ်ပုဒ်ကိုပဲကြည်ပါအဲ့ဒီဝတ္ထုတွေကဇက်လိုက်ဖြစ်တဲ့မိန်းကလေးဟာအဖေကတိတ်လိုလိုက်လွန်းတော့အဖေကိုစိတ်ပြက်တယ်အဖေနဲ့နေရတာမပျော်ဘူးဒါနဲ့အလွန်စည်းကမ်းကြီးရဲ့ကြီးတော်ကိုသဘောကျပြီးခင်တွယ်သွားတယ်ဂျူလီယန်ဆိုတဲ့ကောင်လေးနဲ့မိတ်ဆွေဖြစ်ကြတယ်ဂျူလီယန်ကအမှန်တရားတွေကိုကြီးပြောတတ်တယ်ဒီတော့ကောင်မလေးကစိတ်ဆိုးတယ်မခံကျင်ဘူးဒါပေမဲ့ဂျူလီယန်ကတော့သူ့ပေါ်မှာသဘောထားမှန်မှန်နဲ့သူ့ကိုပြုပြင်ဖို့ကြိုးစားတယ်နောက်တော့ကောင်မလေးကအကျင့်ပြတ်နေတဲ့လူချမ်းသာတယောက်နဲ့ရသွားတယ်ကောင်မလေးဟာမပျော်ဘူးဂျူလီယန်ကိုပဲအမှတ်ရနေတယ်နောက်ဆုံးတော့အဖိုးကြီးသေးပြီးမုတ်ဆိုးမဖြစ်တော့မှပဲသူ့ရဲ့လမ်းပြသူ့ရဲ့ဆရာဖြစ်တဲ့ဂျူလီယန်ရဲ့အချစ်ကိုလက်ခံပြီးချစ်သူနှစ်ယောက်ပေါင်းကြရတယ်လာလူစီအဲလကော့ရဲ့မယားကောင်းဆိုတဲ့ဝတ္ထုရှိသေးတယ်အဲဒီဝတ္ထုကဂျိုးဆိုတဲ့မိန်းကလေးဟာစွတ်တရွထင်မိထင်ရလှုပ်တတ်တယ်နောက်မှသူနဲ့လက်ထပ်မဲ့သူ့ချစ်သူကိုသူချစ်တယ်တခါတော့ဂျိုးရဲ့အမားတစ်ခုနဲ့ပတ်သက်ပြီးသူ့ချစ်သူကသူ့ကိုအပြစ်ဆိုတယ်အမှန်ကအမေရိကန်အမျိုးသမီးဟာတော်တော်ခေါင်းမာလေးရှိရဲ့တော်တော်တန်တန်ကိုအရှုံးမပေးတတ်ဘူးအလျှော့မပေးတတ်ဘူးဒါပေမဲ့ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာတော့ဒီလိုခေါင်းမာတဲ့ကောင်မလေးကိုသူ့ရီးစားကဖြစ်ဖြစ်သူ့ယောက်ျားကဖြစ်ဖြစ်စုံမပဲ့ပြန်လို့လမ်းမှန်ရောက်သွားတဲ့ပုံမျိုးပြလိမ့်ရှိရဲ့မိမကိုတစ်ချက်နှစ်ချက်ရိုက်လိုက်တာဒါမှမဟုတ်တင်မားကိုခက်ဆက်ဆက်ကလေးရိုက်လိုက်တာဟာအချစ်စကားဖွင့်ဖို့သဘောလို့ဒါရိုက်တာဆရာများထင်ကြလေသလားမသိဘူးဒါပေမဲ့အမှန်မှာတော့စံပြအချစ်စိတ်ကူးရင်အချစ်ကနေပြီးတဏှာပေမအချစ်လိန်ချစ်ကိုကူးပြောင်းရတဲ့ကိစ္စဟာသူတို့ရုပ်ရှင်တွေထဲမှာရိုက်ပြသလောက်လွယ်တဲ့ကိစ္စမဟုတ်ပါဘူးမိမတော်တော်များများဟာသူတို့စိတ်ထဲမှာကြိတ်ပြီးကြိုက်နေတဲ့သူချစ်ခင်နှစ်သက်တဲ့သူကိုသတိထားပြီးချင့်ကပ်လေးရှိပါတယ်တနည်းပြောရရင်ခက်ဝေးဝေးနေလေးရှိပါတယ်တနည်းပြောရရင်တခြားကြောင့်မဟုတ်ပါဘူးအဲ့ဒီသူထင်ကြီးနေတဲ့ယောက်ျားလေးကသူ့ကိုလိန်လေလှည့်ဖျားသွားမှဆိုလိုပါအကယ်၍ဇက်လိုက်သူ့ရွှေမင်းသားလေးကသူ့ချစ်ကိုတုံးပြန်ပြီးလက်တွေ့အတွေ့အကြုံဖြစ်ပြောင်းလဲပစ်တယ်ဆိုပါစို့အဲ့ဒီခါမှမိန်းကလေးဟာသူ့ကိုလန့်သွားပြီးသူစိတ်ကူးတဲ့ဇက်လိုက်ဟာဇက်လိုက်မဟုတ်တော့ပဲသူ့လိုကိုလိုသာတမန်ယောက်ျားတစ်ယောက်ဖြစ်သွားပြီအိုင်တွေ့ရင်ခြေစေးမိန်းကလေးတွေ့ရင်ငန်းကျင်နဲ့တမန်ဖိုးတရဝါတစ်ယောက်ဖြစ်သွားပြီဒါနဲ့အတူသူ့စိတ်ကူးအိမ်မက်ဟာလည်းပြက်ပြဲပြီးမိန်းကလေးဟာလည်းသူ့ကိုဆက်ဆုပ်မုန်းသွားတတ်တယ်မှန်ပါတယ်တချို့မိန်းကလေးများကြတော့လေတီနိုင်လုံးနဲ့ကလူဤတို့မြူဤတို့မူရတွေများလုံးနဲ့သူတို့ကတော့သူတို့စိတ်ဝင်စားစရာကောင်းတယ်လို့ထင်တဲ့ယောက်ျားလေးတွေကိုဆွဲဆောင်မှုပဲစိတ်ကူးကြတယ်သူတို့သဘောကျတဲ့ယောက်ျားလေးကအချစ်ကိုလက်တွေ့ပြတာကိုကြောက်လဲမကြောက်ဘူးမုန်းလဲမမုန်းဘူးဒါပေမဲ့သူတို့ကလည်းစိတ်ဝင်စားတဲ့ယောက်ျားကလေးကသူတို့ကိုပိုးပြီးစိတ်ဝင်စားဟန်ပြလာရင်သူတို့လည်းစိတ်ပြတ်သွားတတ်ကြတယ်အဲ့ဒီယောက်ျားကလေးကိုသူစိတ်ဝင်စားတာကတခြားကြောင့်မဟုတ်ဘူးအဲ့ဒီယောက်ျားကလေးဟာသူနဲ့ကွာလန်းနဲ့ဝေးကွာတယ်လို့ထင်တဲ့အတွက်သူစိတ်ဝင်စားတာခုတော့အဲ့ဒီယောက်ျားကလေးကသူ့ကိုပိုးပြီးစိတ်ဝင်စားနေတာကိုမြင်ရတော့သူ့ထင်ကြီးရဲ့ယောက်ျားလေးဟာလည်းတခြားယောက်ျားကလေးတွေလိုပါပဲဆိုပြီးအထင်သေးသွားတတ်ကြတယ်နောက်ဖြစ်တတ်တာတစ်ခုရှိသေးတယ်အမြင့်ကိုမျှော်မှန်းတဲ့မိန်းကလေးမဖြစ်နိုင်တာကိုမျှော်မှန်းတဲ့မိန်းကလေးဟာလိုရာမရဖြစ်ပြီးမလိုရာကိုရတတ်တယ်ဆိုလိုတာကကိုမျှော်မှန်းထားတဲ့သူနဲ့မချစ်ဘဲကိုတငယ်ချင်းကိုပိုးနေတယ်ကိုတငယ်ချင်းကိုစိတ်ဝင်စားနေတဲ့သူနဲ့ဖြစ်သွားတတ်တယ်မိန်းကလေးဟာမိမဆုံးသူဒွန်ဟွမ်းလိုလူတွေကိုသဘောကျတတ်တယ်အဲ့လိုလူမျိုးတွေကိုချစ်တတ်တယ်
ပြီးတော့အဲ့လိုလူမျိုးကိုသူတို့အကြားကြီးအုပ်ဆိုးထားပြီးတခြားမိန်းမတွေကြာမလွှမ်းမိုးနိုင်တဲ့သူကိုလွှမ်းမိုးထားနိုင်တဲ့အတွက်မိန်းမတွေကြားထဲမှာခုံယူတတ်တယ်။ကိုမအောင်မြင်ဘူးဆိုတာသိပေမဲ့အဲ့လိုလူချင်းငိမ့်သွားအောင်ရှင်ပါသွားအောင်လုပ်နိုင်တယ်လို့သူမျှော်လင့်ထားတယ်။မိန်းကလေးရဲ့နာဆက်စစ်ဝါဒကကိုနှစ်သက်ဆွဲလန်းမှုနဲ့သူ့ရဲ့လိန်တွေ့ကြုံတို့ဟာတစ်ခုနဲ့တစ်ခုစန့်ကျင်ဖီလာဖြစ်နေကြတယ်။နာဆက်စစ်ဝါဒကိုဆွဲလန်းနှစ်သက်မှုကြောင့်မိန်းကလေးဟာတစ်ဖက်မှာသူ့ကိုကြွေရုပ်ကလေးလိုအလှထားခြင်းနဲ့သူ့အလှကိုလူတွေကဝိုင်းဝန်းအမျက်တနိုးထားတာကိုသဘောကျနေတယ်။ယောက်ျားတွေကသူ့ကိုစိတ်ဝင်စားတာကိုသဘောကျနေတယ်။ဒါပေမဲ့သူ့ကိုလိန်သဘောအရဆက်ဆံတာသူ့ကိုကစားစရာအယုတ်ကလေးအဖြစ်သဘောထားတာမျိုးကိုတော့သူမကြိုက်ဘူး။မိန်းကလေးဟာအပြိုပေါ်ဝင်လာတာနဲ့အဆက်ကိုနားလည်လာပြီ။အဲ့ဒီအဆက်နဲ့အတူယောက်ျားမြင်ရင်မူရမာယာလှုပ်ချင်တာမာနာကြီးကျင်တာစတဲ့ခံစားချက်တွေရောထွေးနေတတ်တယ်။ယောက်ျားကလေးတွေကသူ့ကိုစိုက်ကြည့်ရင်ဘဝင်လဲမြင့်သွားတယ်။တပြိုင်နက်တည်းမှာပဲရှက်ပြီးတော့ဘလို့နေရထိုင်ရမှန်းမသိဖြစ်သွားတတ်တယ်။မိန်းကလေးဟာသူမြင်စေချင်တာကိုပဲမြင်စေချင်တယ်။သူပြတာကိုပဲလူမြင်စေချင်တယ်။မျက်လုံးဆိုတာကလည်းအခက်သားကလားမြင်တတ်ကြရမဟုတ်လား။ဒီတော့သူမပြချင်တာသူမမြင်စေချင်တာကိုမြင်တော့သူရှက်တယ်။ဥပမာပါမရှိနေတဲ့အမရုပ်ကလေးကိုသူမမြင်စေချင်ဘူး။ဒါကိုသူမောမှန်ဖုံးအုပ်ထားတယ်။ဒါပေမဲ့ကြည့်တဲ့သူကမြင်သွားတယ်။ဒီတော့မိန်းကလေးမှရှက်ရပြန်တယ်။ဒါကြောင့်မို့အကြည့်ခံရတဲ့မိန်းကလေးတယောက်တပြိုင်နက်တည်းမှာပဲကျေနပ်ပြီးတစ်ချိန်တည်းမှာရှက်နေတာကိုတွေ့ရင်ဘာကြောင့်လဲဆိုတာယောက်ျားကလေးတွေနားမလည်နိုင်အောင်ဖြစ်ကြတယ်။မိန်းကလေးဟာအင်ကြီးလက်ပြက်ကလေးကိုဝေးပြီးပခုံးသားကိုလှစ်ပြတယ်။ထမိန်တူတူကလေးဝေးပြီးခြေတလုံးသားနဲ့ခြေထောက်တွေကိုပြတယ်။သူတို့ပြထားတာကိုတခြားသူတွေကကြည့်ရင်မျက်နှာကလေးနီးရဲသွားတယ်။ရှက်သွားတယ်။တစ်ချိန်တည်းမှာပဲယောက်ျားတွေကိုဖမ်းဆားနိုင်တဲ့အတွက်သူကြည်နူးတယ်၊ကျေနပ်တယ်။ဒါပေမဲ့ဒီလိုပခုံးသားနဲ့သူ့ခြေထောက်တွေခြေတလုံးတွေကိုပြလိုက်တဲ့အတွက်မြင်ရသူယောက်ျားတွေရဲ့စိတ်မှာရမက်ကိုနှိုးဆွတဲ့သဘောမျိုးရောက်သွားတယ်ဆိုရင်တော့မိန်းကလေးနောက်ပြန်ဆုတ်တယ်။ပြန်ငုတ်သွားတယ်။ကြောက်လဲကြောက်တယ်ဆက်ဆုပ်သွားတယ်။ယောက်ျားတို့ရဲ့ရမက်ဟာမိန်းကလေးဖို့တစ်ခါတလေမှလက်ဆောင်ဖြစ်ပြီးတစ်ခါတလေမှကျူးလွန်မှုတစ်ခုဖြစ်တယ်။ယောက်ျားလေးကိုဖမ်းဆားခြင်းရင်ဖမ်းဆားနိုင်တယ်လို့စဉ်းစားမိတိုင်းမိန်းကလေးဟာသူ့အောင်မြင်မှုအတွက်ဂုဏ်ယူတယ်။ဒါပေမဲ့အဲ့ဒီယောက်ျားတွေမမောတဲ့အရာဟာသူ့မျက်နှာသူ့ခန္ဓာကိုယ်သူ့အသားသူ့ရုပ်ရည်ပါကလားလို့သတိရသည့်အထိသူ့အောင်မြင်မှုကိုသူကျေနပ်နေတတ်တယ်။ဒီပိုင်းကစပြီးမိန်းမတို့ရဲ့အိန္ဒြေဆိုတာဝင်လာပြီးအိန္ဒြေဆိုတာမျိုးဟာအရေးတင်းဆုံးဆိုတဲ့မိန်းမတွေပျောပြီးလှုပ်တတ်တယ်ဆိုတဲ့မိန်းမမျိုးတွေကိုတော့လိုက်ပြီးဟန်တာနှောက်ယှက်တတ်တဲ့အရာဖြစ်တယ်။မိန်းကလေးငယ်ငယ်ကလေးတယောက်ဟာမသိနားမလဲလို့ရဲတင်လွန်တတ်တယ်ဆိုပါစို့။နောက်မှသူပြုတ်မှုလိုက်ပုံဟာရဲတင်လွန်လာပါကလား။မိန်းကလေးဆိုတာဒီလိုလုပ်ဖို့မကောင်းပါကလားဆိုတာသိသွားတယ်ဆိုပါစို့။ဒီလိုသိသွားတာနဲ့သူဟာထိတ်လန့်သွားပြီးရှက်သွားပြီးမျက်လုံးအကြည့်လောက်ထက်မြက်ပြီးအတိတ်ပဲပါတဲ့အရာမရှိဘူးမျက်လုံးအကြည့်ဟာအဝေးမှာရှိရဲ့အဝေးကနေပြီးကြည့်နေတော့မှတော့တိတ်ခါရှိရဲ့အင်္ဂရိရှိရဲ့လို့ထင်ရတယ်ဒါပေမဲ့အဝေးမှာရှိတဲ့မျက်လုံးအကြည့်ဟာအကြည့်ခံရတဲ့အရာဝတ္ထုကိုတဖြည်းဖြည်းဝါမျိုးလာတယ်ဒီမှာရင်အတွေ့အကြုံမရှိသေးတဲ့မိန်းကလေးရှင်းချက်ချင်းမရှိသေးတဲ့မိန်းကလေးဟာအဲ့ဒီမျက်လုံးအကြည့်ရဲ့ညှို့ကွင်းကလွတ်အောင်ယုံထွက်တယ်ရုံထွက်လို့မရတဲ့အခါကျတော့လက်လျှော့ပြီးအကြည့်ခံလိုက်တယ်။ဒါပေမဲ့ချက်ချင်းသတိပြန်ထိန်းလိုက်ပြီးသူ့အကြည့်ခံလိုက်ရတဲ့အတွက်ပါရတဲ့စိတ်ကိုပြန်ထိန်းတယ်။မိန်းကလေးရဲ့ခန္ဓာကိုယ်ထဲမှာပွေ့ဖက်ချော့မြူတဲ့အတွေ့အထိကိုခံစားရတယ်လို့ထင်လာမိတယ်။ဒီအတွေ့ဟာတစ်ခါတစ်ခါမှတာယာသလိုလိုရှိပြီးတစ်ခါတစ်ခါမှလည်းကြောက်စရာကောင်းတယ်လို့စိတ်ထဲမှာထင်လာတယ်။သူ့စိတ်ထဲမှာရာကြည်ကြည်ဖြစ်လာတယ်။ကြည်ကျင်လာတယ်။ယောက်ျားကလေးတယောက်နဲ့တွေ့လိုက်ရတဲ့အခါမှာတော့ဒီဖြစ်စဉ်အတိုင်းပါပဲပထမအနမ်းခံလိုက်ရတော့လန့်သွားတယ်နောက်တော့ရည်ကျင်လာတယ်သူ့ကိုအလျှော့ပေးလိုက်တယ်ဒါပေမဲ့အလျှော့သားပေးလိုက်ရတယ်တဆင်ပြီးတဆင်အလျှော့ပေးလိုက်ရတိုင်းအလွယ်တကူတော့မဟုတ်ဘူးကိုယ့်ဘာသာကိုညှင်းဆန်းပြီးမှအလျှော့ပေးလိုက်ရတာဖြစ်တယ်အဲဒီနောက်အနမ်းခံလိုက်ရပါတယ်ဆောင်းမလေးကိုအဆုံးထိနှာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုကောင်းလို့ရရစာအုပ်ကောင်းများကိုအမြဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့
ကျမတို့ရဲ့ရန်ကုန်သူ Audio Channel လေးကို Like and Subscribe လုပ်သွားပေးခဲ့ပါအောင်နော်အားလုံးပဲ bye bye ပါ